ညင်းသီးလေးတွေပေါ်ကျင်ရောက်ပြီဆိုတော့ဒညင်းသီးငပိကျက်လေးချက်စားဖြစ်ပါတယ်အရင်ဆုံးဒညင်းသီးလေးတွေကိုရေလေးနဲ့နှစ်ထပ်သုံးတက်လောက်တေချာလေးပြုတ်ထားလိုက်ပါမယ်ပြီးရင်တော့ငရုတ်စုံလေးတွေမှာထည့်ပြီးတော့ပြားလေးတွေဖြစ်အောင်လို့ထောင်းထားပြီးလိုက်ပါတယ်ဒါကတော့ပစွန်ကြောင်းမုံလေးနဲ့ငယ်ထည့်မယ်ပြီးရင်တော့ဒါခရင်ကျင်သီးလေးနဲ့ငယ်ကိုလှီးထားပါတယ်ကျက်သွန်အဖြူနင်းငယ်ကိုတီးထောင်းထားတာလေးတွေကိုအရင်စီတက်ထားပြီးလိုက်ပါတယ်စီတက်နဲ့လေးမွေးလာပြီဆိုလို့ရှိရင်တော့ခရင်ကျင်သီးလေးတွေကိုအရင်ထည့်ပြီးတော့ခရင်ကျင်သီးတွေကြေသွားအောင်လို့အရင်ဆုံးတည်ထားပြီးလိုက်ပါတယ်ခရင်ကျင်သီးလေးတွေအခုလိုမျိုးလေးကြေသွားပြီဆိုလို့ရှိရင်တော့ငပိလေးနဲ့ငယ်ကိုထည့်ပြီးတော့မှွေထားပြီးလိုက်ပါမယ်ပြီးရင်တော့ပစွန်ကြောင်းမုံလေးနဲ့ငယ်ကိုထည့်ပြီးတော့မှွေထားလိုက်ပါမယ်လူချင်းတဲ့အနေထားလေးရောက်သည့်အထိမှွေထားပြီးပြီဆိုရင်တော့ခုနကထောင်းထားတဲ့ဒညင်းသီးလေးတွေကိုထည့်ထားပြီးလိုက်ပါမယ်ဒညင်းသီးနဲ့ခင်းကျင်သီးလေးတွေကိုတသားလေးဖြစ်အောင်လို့မှွေထားပြီးလိုက်ပါတယ်ပြီးရင်တော့အရသာအတွက်အကျုံးမုံလေးနဲ့ငယ်နဲ့စားလေးနဲ့ငယ်ကိုထည့်ပြီးတော့တေချာလေးမှွေပြီးလိုက်ပါမယ်ရှင်ခုလိုမျိုးအရသာလေးတွေနှက်ဆက်သွားအောင်မှွေပြီးပြီဆိုရင်တော့ရေလေးနဲ့ငယ်ကိုထည့်ပြီးတော့ဒညင်းသီးလေးကိုအရသာလေးတွေစိတ်ဝင်သွားအောင်လို့တည်ထားပြီးလိုက်ပါမယ်တည်ထားပြီးလိုက်တာရေလေးလက်ခမ်းပြီးတော့လိုချင်တဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ချလို့ရပါပြီဒညင်းသီးပြီးချက်လေးရလေခုလိုမျိုးဒညင်းသီးပေါ်တဲ့ချိန်မှာစားရတာဖြစ်တဲ့အတွက်ကျမရင်းနဲ့မညီဘူးဆိုတာသိပေမဲ့လည်းလေအရန်ကိုစားခြင်းလုံးလုံးချက်စားလိုက်ပါပြီရှင်